ပဲမင်္ဂလာပါဝန်ပြောလေးပြန်လေးကြိုဆိုပါရယ်ဒီနေ့တော့ကျွန်တော်တို့ဖွဲ့တဲ့ညီမလေးကညီမလေးဘိုက်ဘိုက်ကလေးမွေးလို့မွေးပြီးဆိုခေခေကိုတော့မလို့ပါအမတ်တရလေးဖြစ်အောင်ဘလော်လေးရိုက်မလို့ပေါ့နော်လက်ခဲ့ပါဦးတက်တက်အဲ့ရပြီးတော့အကောင့်ထဲမြင်လိုက်ရတယ်လေခလေးခေါ်ပါလားခလေးကြည့်ကြပါใช่ခွဲဝင်လို့မသိဘူးလားမဟုတ်ဘူးငယ်ငယ်အခဏလာတော့နေနောက်တစ်ခါကျအေးစစ်ဖြစ်သွားပြီတမျိုးတော့သူများရဲ့ဦးရမ်းစတယ်သူကမဟုတ်ကြီးစေရတယ်သူလည်းတရားတယ်ပြောချင်တယ်ကြည်လာတော့ဟုတ်တယ်မပြောရင်ကြည့်ဆိုတော့ပြင်းတော့နည်းနည်းတိုင်းထဲမှာနေတာမောလို့နားနော်ဒီမောရမှာနားဒီတော့တိုက်တော့ထားလိုက်မှာပဲလို့ပြောတယ်ခရီးရတာဘယ်ဒီလောက်ဒီမှာတို့ချင်းခီးချင်းချောစီဖလာလောက်ကောင်းတာဟုတ်ပါမောင်နားလေးဆိုရင်လည်းနောက်ဆုံးဖြောင်းနာပြီးတော့ရိုးရိုးမွေးလိုက်ရတယ်။မမြင်တော့ဆိုခမီးကိုပတ်စံပေါ်လိုက်ရတယ်။နားလည်းနားလိုက်ရတယ်။ဟုတ်ပါမင်းနှခါနာ။အဲ့လိုမှဒီငါစောစောမွေးတယ်နော်။ကျေရလည်းရတယ်ဟေးအမင်းကြီးနော်မမကွတ်ကြီးနဲ့ဆော့အောင်我妈给我微水就开着了，微水就开着了。ရှိသေးတယ်သူက6နိုင်မအောင်6နိုင်ပါခေတ္တတော့ဘိုင်ဘိုင်ဘူဘူငယ်ဘိုင်ဘိုင်ဂျင်ဂျွန်ဘူရင်ဘိုင်ဘိုင်အိမ်မှာน้ำจะมาเป็นที่ยังไม่ปันที่นะကိုလေးကစကားပြောတရားရှိပြောနေတော့သူကတော့နေဟာစီရည်ရောပေါ်ရတယ်